Hello အားလုံးပဲမင်္ဂလာပါမင်္ဂလာပေါင်းတဲ့ခါညောင်းပါစေလို့ကျွန်တော်တူတီဖိုးသော channel ကနေပြီးတော့မှနှုတ်ခွန်းဆက်တာကာရပြုပါတယ်ကျွန်တော်တူတီ live နဲ့ပတ်သက်ပြီးတော့မှ channel အပိတ်ခံရတဲ့အတွက်ကြောင့်မလို့ကျွန်တော် live ကိုပြသနိုင်ခြင်းမရှိပါဘူးအဲဒီအတွက်ကြောင့်မလို့ကျွန်တော် token တွေကိုချပြခြင်းဖြစ်ပါတယ်အဲ့တော့ယခု token နဲ့ပတ်သက်ပြီးတော့မှအောင်မြင်မှုရရှိပါစေကျွန်တော်အဖွဲ့တွေမှာတူရီဖိုးသော channel နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ပေးခဲ့တဲ့အကွက်တွေဒီတစ်ပတ်အောင်မြင်မှုနည်းနေတယ်ဆိုတော့ကျွန်တော်ဝန်ခံပါတယ်အဲ့အတွက်စိတ်မကောင်းပါဘူးအားလည်းအားနာပါတယ်တို့ပေမဲ့ကျွန်တော်ဆက်လက်စူးစမ်းပေးနေပါတယ်ဆိုတော့သိစေလိုပါတယ်